content နဲ့ script ပါကွာတယ်ကျွန်တော်တို့ခုနောက်ပိုင်းအလုပ်ခေါ်စာတွေမှာတွေ့ရတယ်ပေါ့နော် content writer position နဲ့ခေါ်တယ်ပြီးရင် script writing ပါရရမယ်ပေါ့ဆိုတော့ content writing နဲ့ script writing ဆိုတာဘာလဲဆိုတာနဲ့ဘယ်လိုတွေကွာလဲပြောပြပေးတော့ပါမယ် content ဆိုတာက video တစ်ခုစာတစ်ခုကိုကြည့်တဲ့သူအနေနဲ့လွယ်ကူရိုးရှင်းစွာကြည့်လို့ဖတ်လို့ရအောင်ပြုလုပ်ထားတာကို content လို့ခေါ်ပါတယ်ကို့မှာရှိတဲ့ idea အောင် information တစ်ခုခုကိုရေးသားဖော်ပြထားခြင်းကို content တစ်ခုလို့ပြောလို့ရပါတယ် script ဆိုတာကြတော့ဒီ content ပေါ်အခြေခံပြီးဘယ်သူဘာပြောမယ်ဘာလုပ်မယ်ဆိုတာကိုတိတိကျကျရေးသားဖော်ပြထားတာကိုပြောတာပါဘယ်လိုနေရာတွေမှာအသုံးများလဲဆိုရင်ရုပ်ရှင် YouTube video တွေ presentation တွေမှာအသုံးရပါတယ်ဥပမာလေးတစ်ခုပြရမယ်ဆိုရင် for Facebook post Brew and Chill Cafe ဆိုင်ခွဲတစ်ခုကိုမနက်ဖြန်မနက်ကစပြီးကြည့်မနိုင်မှာဖွင့်တော်မူဖြစ်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ပြုဆိုင်ခွဲကိုလာရောက်အားပေးကြမယ့်ပေါ်တာတွေအတွက်ဘာတော့ 50% off ရမှာဖြစ်ပြီးနောက်တစ်ချိန်လာရင်ပိုကောင်းတဲ့ surprise တစ်ခုနဲ့ထပ်ကြိုမှာဖြစ်ကြောင်းမှာအတည်ပြုပြရစေမနက်ဖြန်မနက်ကြည့်မနိုင် Brew and Chill Cafe ဆိုင်ခွဲကိုလာပြအောင်ဆက်လာကြဖို့ဖိတ်ခေါ်ပါတယ်ပြု #BrewandChillCafe #cafe #chill ဒါကွန်နံပါ KDBRIO INT Brew and Chill Cafe ကြည့်မနိုင် 9am Sing Opening Barista Preparing Coffee Narrator Brew and Chill Cafe ရဲ့ Special Coffee ရတာကိုလူတန်းစားမရွေးကြားမှမရွေးကြိုက်ကြပါတယ် Customer Coffee ကွက်ကိုစိတ်လေးနဲ့တောင်းနေရင် Customer Brew and Chill Cafe ရဲ့ Special Coffee ကကျွန်တော်အတွက်တော့လုံးဝ perfect ပါပဲ Narrator Brew and Chill Cafe ကြည့်မနိုင်ဆိုင်ခွဲမှာဘာတော့ 50% off ရမှာဖြစ်တဲ့အပြင် surprise အပြင်စားတွေလည်းရှိတော့ပေါ်တာတို့လာခဲ့ကြတော့ဗျာ Call to Action Outro and ဒါကတော့ script format ပါဘာလို့လဲဆိုဘယ်သူတွေဘာလုပ်မယ်ဘာတွေပြောကြမယ်ဆိုတာကိုတိတိကျကျရေးသားထားလို့ပါဆိုတော့ content နဲ့ script ဘာကွာလဲဆိုတာသိတော့ပါပြီ script တိုင်း content ဖြစ်နိုင်ပေမဲ့ content တိုင်း script မဖြစ်နိုင်ပါဘူးကျွန်တော်တို့စီမှာ video editing content writing TikTok script commercial video shooting digital marketing စတဲ့ service တွေရပါပြီဆိုတဲ့အကြောင်းလေးအကြေညာပါရစေ That's all for this video thanks for your time